ကျွန်တော်တို့ဒီပေါ့ဗျာကဘာကြီးမှာအာနာရှင်တွေကအတော်ကိုတက်ဆိုးရှည်ကြတယ်သိလားကျွန်တော်တို့ဒီလစ်ပြားမှာရှိတဲ့ဂရာဖီပဲဖြစ်စေဟုတ်လားအီရတ်မှာရှိတဲ့ဆရန်ဟူစိန်ပဲဖြစ်စေအခုပေါ့ဗျာဗင်နီဇွဲလားမှာရှိတဲ့နီကိုလတ်မဒူရိုပဲဖြစ်စေเนาะကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့အာနာရှင်ပေါ့ဗျာเนาะအဲ့တော့ကဘာကြီးရဲ့အာနာရှင်တွေရဲ့တက်တန်းတွေကိုလိုက်ပြီးတော့ကြည့်လိုက်တဲ့အခါကျလို့ရှိရင်အ ਨੇ ဆုံးသူက10နှစ်ကနေ10နှစ်အထက်10နှစ်နဲ့ဒီနှစ်30ကြားမှာသူတို့တွေရဲ့ဒီအာနာကနော်ဟိုတည်မြဲကြတယ်နော်အဲ့တော့ဒီအာနာရှင်တွေကလည်းဟိုဘယ်လိုခေါ်မလဲဆိုတဲ့အခါကျတော့အားလုံးသိပါတယ်အာနာရှင်ဆိုတာကလက်နက်ကိုအားကိုးပြီးတော့မှဟုတ်လားဒီအများပြည်သူရဲ့နော်ဒီစိတ်ဆန္ဒတွေကိုလွန်ဆန်ပြီးတော့ကိုယ်တိုင်းပြည်ရဲ့ပြည်သူလူထုကိုဟုတ်လားမတရားဖိနှိပ်တပ်ဖြတ်အုပ်ချုပ်ပြီးတော့ဟုတ်လားဂုတ်သွေးဆုပ်ပြီးတော့ကြီးပွားချမ်းသာကြတဲ့လူတွေကဒါကမ္ဘာပေါ်မှာရှိတဲ့အာနာရှင်တွေရဲ့အင်္ဂါလက္ခဏာရဲ့တစ်ခုလို့ကျွန်တော်တို့ကပြောလို့ရတယ်เนาะအဲ့တော့အဲ့ဒီအာနာရှင်တွေတဲမှာကျွန်တော်တို့မြန်မာနိုင်ငံကအာနာရှင်တွေဆိုလို့ရှိရင်တော်တော်လဲတက်တန်းရှည်ကြတယ်လို့တော်တော်လဲကံကောင်းကြတယ်เนาะအဲ့တော့နေဝင်းဆိုလို့ရှိရင်26နှစ်တောင်မှเนาะအဲ့တော့သူတည်တဲ့အခါဘယ်လိုပဲဖြစ်ဖြစ်เนาะနေဝင်းကိုတော့တန်းရွှေတို့ဘာတို့မောင်ကြီးတို့ဟုတ်လားသူတက်ကလူတွေအကုန်လုံးကတော့ဖေဖေကြီးလို့ခေါ်ကြတာဟောဗျာเนาะနောက်ဆုံးဖေဖေကြီးကိုတင်ကန်းလာပေးပြီးတော့ဟုတ်လားဖေဖေကြီးဒီလိုပဲတိမ်ငယ်နဲ့တေဆုံးသွားရတာကလဲလွဲလို့ဒီနေ့ကျွန်တော်တို့လစ်ပြားမှာဟုတ်လားရှိတဲ့ဂရာဗီတို့လိုအီရတ်မှာရှိတဲ့ဆရန်ဟူစိန်တို့လိုအခုဗင်နီဇွဲလားကเนาะဒီနီကိုလတ်မဒူရိုတို့လိုဟိုကန်တကယ်ကိုပဲကန်ဆိုးပြီးတော့เนาะဟိုတင်းရင်းစိုးနဲ့တရားတဲ့အခြေအနေမျိုးတွေကိုဟိုမရောက်ခဲ့ကြအောင်เนาะနေဝင်းလည်းမရောက်ခဲ့ဘူးတန်းရွှေလည်းမရောက်တန်းရွှေဆိုရင်နှစ်20ကျော်နေဝင်းဆိုလို့ရှိရင်26နှစ်ကျော်အခုမင်းအောင်လိုင်းကတော့9နှစ်ကျော်လာတော့မယ်เนาะအဲ့တော့ဒီကမ္ဘာပေါ်မှာရှိတဲ့အာနာရှင်တွေဘာကြောင့်မလို့ဒီလောက်အထိသူတို့တက်ဆိုးရှည်ကြလဲကျွန်တော်တို့ပြန်ပြီးတော့เนาะချီယာခံလိုက်ကြည့်တဲ့အခါကျတော့အခုဒီနေ့ပေါ့ဗျာเนาะကျွန်တော်တို့အခုဟိုဒီဗင်နီဇွဲလားကဒီမဒူရိုကိုဖမ်းဆီးတဲ့ကိစ္စနဲ့ဟုတ်လားဒီရေနံအကျိုးစီးပွားเนาะgeopolitics အကျိုးစီးပွားဟိုအကျိုးစီးပွားဒီအကျိုးစီးပွားတွေအားလုံးကိုလူတွေကပေါင်းစုံပြီးတော့เนาะဆွေးနွေးနေကြပြီမဲ့ကျွန်တော်တို့ဒီပေါ့ဟိုသတိမေ့နေတာလေးတစ်ခုရှိတယ်เนาะအဲ့ဒါကဒီရုရှားက2022ဖေဖော်ဝါရီ24နဲ့တူတယ်เนาะယူကရိန်းကိုကျူးကျော်တဲ့အခါမှာအမေရိကန်ကနေပြီးတော့ရုရှားရဲ့ဒီပေါ့ဒီ reserve money ပေါ့ဗျာ300 billion dollar ကိုအမေရိကန်ကနေပြီးတော့ froze လုပ်လိုက်တယ်เนาะဒီနေဟိုးထားလိုက်တယ်တင်ထားလိုက်တယ်เนาะတင်ထားလိုက်တယ်ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာလည်းဒီ2021အာဏာသိမ်းပွဲမှာလည်းဒီနိုင်ငံတကာကုန်သွယ်မှုနဲ့ဟုတ်လားငွေကြေးပေးဆောင်မှုဝန်ဆောင်မှုစနစ်တွေအတွက်เนาะအမေရိကန်ရဲ့ဗဟိုဘဏ်မှာဒါတကယ်ပါလုံးကဒါအမေရိကန်ရဲ့ဗဟိုဘဏ်မှာ reserve လုပ်ရတယ်เนาะဒီလိုမျိုးငွေကြေး transaction ပေးချေမှုတွေတုံးဆွဲမှုတွေကုန်သွယ်မှုတွေမှာနင်းလွယ်ကူဖို့အတွက်ကိုเนาะအဲ့တော့အဲ့ဒီ1 billion dollar အဲ့ဒီအတွက်ကို reserve ဆိုတာက deposit တင်ထားတာဒီအမေရိကန်ရဲ့ဗဟိုဘဏ်မှာเนาะအဲ့တော့အဲ့ဒီငွေတွေကိုလည်းဒီ1 billion ကိုလည်းအမေရိကန်ကfroze လုပ်ထားလိုက်တယ်เนาะဟိုနေထုတ်မပေးဘူးပေါ့ဗျာเนาะဒီဒီမိုကရက်တစ်အစိုးရပြည်သူတွေကနေဒီလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကနေတက်လာတဲ့အစိုးရเนาะပေါ်ပေါက်လာမှသာကျွန်တော်တို့ကဟိုဒီငွေကိုထုတ်ယူရမယ်ဆိုပြီးတော့တင်ထားတဲ့သဘောပေါ့ဗျာเนาะဒါကအဲ့ဒီအကြောင်းအရာတွေကိုမှတ်မိလားမသိဘူးเนาะအဲ့တော့ဒီရုရှားရဲ့ငွေတွေကိုအမေရိကန်က froze လုပ်ထားတယ်မြန်မာနိုင်ငံငွေတွေကို froze လုပ်ထားတယ်အီရန်ဆိုလို့ရှိရင်လည်း2023မှာလားမသိဘူးเนาะဒီ pre-sender swap နင်းကိစ္စနဲ့ပတ်သက်ပြီးတော့6 billion dollar เนาะဒါတွေကို froze လုပ်ထားတယ်เนาะဒါကကျွန်တော်ကဒီနေ့ဒီမဒူရိုအကြောင်းကိုဆွေးနွေးရင်းနဲ့မဒူရိုဒီနေ့လိုမျိုးဟုတ်လားအဖြစ်ပြက်ဆိုးကိုကြုံတွေ့ရတဲ့ဒီအဓိကအချက်ကြီးဖြစ်တဲ့ဒီ dollarization ဆိုတဲ့အတန်တွေပေါ့ဗျာအခုကျွန်တော်တို့ဒီ2026မှာတော့ဒီအတန်တွေကနည်းနည်းမှိမ့်မိန်သွားတယ်ဒီပေါ့ဒီတရုတ် lobby တွေရုရှား lobby တွေကျွန်တော်တို့ဒီ YouTuber တွေကြားထဲမှာเนาะဒီပြောတဲ့အတန်ကိုနည်းနည်းကျွန်တော်သိပြီးတော့အရင်တော့လို့ကြက်လောင်မတွေ့တော့เนาะအဲ့တော့ဒီကဘာကြီးပေါ်မှာရှိတဲ့အာနာရှင်တွေကိုလည်းဒီအမေရိကန်ကနေပြီးတော့เนาะဟိုဘယ်လိုခေါ်မလဲဆိုအကြီးအကျယ်သူကဟို punishment နဲ့အပြစ်ပေးတယ်ပေါ့ဗျာเนาะအီရန်ဆိုလို့ရှိရင်လည်းsanction တွေချမှတ်တယ်เนาะဟိုအီရတ်ဆိုရင်လည်း sanction တွေချမှတ်တယ်လစ်ဗျားဆိုရင်လည်း sanction တွေချမှတ်တယ်မြန်မာနိုင်ငံဆိုလို့ရှိရင်လည်းsanction တွေချမှတ်တယ်ပေါ့เนาะသဘောထားပေါ့အဲ့တော့အမေရိကန်ကနေပြီးတော့ဒီလိုမျိုးချမှတ်တဲ့ sanction တွေကိုဒီလိုမျိုးအာဏာရှင်တိုင်းပြည်တွေကเนาะဟိုဘ
ဘလို့မျိုးကြော်လွှားပြီးတော့ဘလို့မျိုးတက်ဆိုးရှည်နေကြလဲဆိုတဲ့အကြောင်းအရာလေးကိုဒီနေ့ကကျွန်တော်ကနေပုံဖော်ချင်တာเนาะပုံဖော်ချင်တယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲဒီနေ့ကဘာကြီးကဘာပဲပြောဒီအမေရိကန်ရဲ့တည်ထောင်ထားတဲ့เนาะဒီ World Order မှာနိုင်ငံတွေအားလုံးကเนาะလိုက်ပါနေကြတာအဲ့တော့လိုက်ပါနေကြရတယ်ဆိုတဲ့အခါကျတော့ဒီနေ့ကဘာကြီးမှာစစ်ရာအကောင်းဆုံးကလည်းအမေရိကန်ပဲဖြစ်တယ်เนาะနီးပညာတွေရောလေ့ကျင့်မှုတွေရောနီးဗျူဟာမှာပြောအကုန်လုံးเนาะစစ်ရာအကောင်းဆုံးကလည်းအမေရိကန်နိုင်ငံဖြစ်တယ်လို့မျိုးเนาะဒီနောက်ဆုံးပေါ်နီးပညာတွေကိုထုတ်လုပ်ပိုင်ဆိုင်ထားတာကလည်းအမေရိကန်ပဲဖြစ်တယ်အဲ့ဒါလိုပဲဟုတ်လားကဘာကြီးရဲ့သုံးဆွဲနေတဲ့ငွေကြေးတွေငွေကြေးဝန်ဆောင်မှုတွေပေးဆောင်မှုတွေဆိုတာကလည်းအမေရိကန်ရဲ့ဒေါ်လာကိုသုံးဆွဲရပြီးတော့ဟုတ်လားဒီအမေရိကန်ရဲ့ဒီ SWIFT ပေါ့ဗျာเนาะဒီငွေပေးချေမှုဝန်ဆောင်မှုအလုပ်တွေကိုဒီ SWIFT system ကနေပြီးတော့ဖြတ်တန်းကြရတယ်ဆိုတာလည်းအားလုံးသိကြတယ်เนาะအဲ့တော့ဒီပြီးတဲ့အခါကျလို့ရှိရင်ဒီရေနံပေါ့เนาะအထူးသဖြင့်တော့ဟုတ်လားအဲ့တော့ဒီရေနံတို့ဘာတို့ကိုကျွန်တော်တို့ကကုန်သွယ်မှုဝယ်ယူမှုတွေလုပ်တဲ့အခါမှာလည်းဒီနေ့အချိန်ဒီဒေါ်လာကိုကျွန်တော်တို့တွေအားလုံးသုံးစွဲနေကြရတာကိုဒါအခုမှကျွန်တော်ကပြန်ပြီးတော့เนาะဒီမဒူရိုကိစ္စနဲ့ပတ်သက်ပြီးတော့ဒီBRICS ရဲ့ဟုတ်လားပြီး BRICS payment system ရဲ့ဒီ BRICS ကတည်ထောင်ထားတဲ့ new development ban တွေရဲ့သူတို့ရဲ့လှုပ်ရှားမှုတွေကိုเนาะပြန်ပြီးတော့ဆက်ကြည့်လိုက်တဲ့အခါကျတော့မဒူရိုကတော်တော်လေးကိုမိုက်တဲ့လူမိုက်ပြเนาะအာနာရှင်ဆိုတာကတော့အာနာရှင်မှန်သမျှကတော့ဒီလူမိုက်တွေကြီးပဲเนาะစင်ကျင်တော့စင်ကျင်တရားလည်းမရှိဘူးအတ္တကြီးမယ်လောဘကြီးမယ်ဒေါသကြီးမယ်ကိုကြိုးကိုရှေ့တန်းတင်မယ်ဟုတ်လားလက်နဲ့အားကိုပြီးတော့เนาะဒီပြည်သူပြည်သားတွေကိုအုပ်ချုပ်မယ်တူးနောက်လိုက်တွေကိုအုပ်ချုပ်မယ်အချင်းပြခြားဆောင်မှုရှိမယ်အာဂရိတရားတွေကြီးမားမယ်ဆိုတဲ့ကြီးမားတယ်ဆိုတဲ့အင်္ဂါရက်တွေစိုးရတဲ့အင်္ဂါရက်တွေနဲ့ပြည့်စုံနေတဲ့သူတွေဆိုသူတို့ကဘာလာနန်နေအာနာရှင်ဆိုတာကဘာလာနန်နေအဲ့တော့ဒီနီကိုလတ်မဒူရိုကလည်းပြောရလို့ရှိရင်ဒီဘာလာနန်များစွာတဲ့ကဘာလာနန်တယောက်ပဲเนาะအဲ့တော့ပေါ့ဗျာဒီ BRICS ဒီသူဘာကြောင့်မလို့ဒီလောက်အထိအခြေအနေဆိုကိုဖြစ်သွားလဲဆိုတော့အကြောင်းအရာတွေအများကြီးရှိတာပါเนาะအဲ့ဒီမှာအခုအဓိကအရေးကြီးတဲ့အကြောင်းအရာဖြစ်တဲ့ဒီ dollarization ကိုကျွန်တော်ကဆွေးနွေးရင်းနဲ့ဒီအာနာရှင်တွေเนาะဒီလောက်အမေရိကန်ကနေပြီးတော့ဟုတ်လား sanction တွေလုပ်တယ်ပိတ်ဆို့မှုတွေလုပ်တယ်အမျိုးမျိုးလုပ်တဲ့ဂျာကနေဘာကြောင့်သူတို့တက်ဆိုးရှည်နိုင်လဲဆိုတဲ့ဟာလေးအကြောင်းအရာလေးကိုကျွန်တော်ဒီမှာစဉ်းစားကြည့်တာပေါ့เนาะအဲ့တော့တချို့ sanction တွေကတော့ဒီအမေရိကန်နဲ့ဒီအမေရိကန်ပေါင်းပါမဟာမိတ်နိုင်ငံတွေကနေပြီးတော့သူတို့ဟာနဲ့သူတို့ချမှတ်တဲ့ sanction တွေเนาะအဲ့တော့တချို့ sanction တွေကြားတဲ့အခါကျတော့ဥပမာပြင်ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေပြီးတော့အားလုံးအဖွဲ့ဝင်နိုင်ငံတွေရဲ့သဘောတူညီချက်နဲ့ချမှတ်တဲ့ sanction တွေဥပမာပြင်ဒီ Iraq ကိုချမှတ်တဲ့เนาะဒီ sanction မျိုးเนาะဒါ Iran ကိုချမှတ်တဲ့ sanction မျိုးကြတော့ဒါကုလသမဂ္ဂလုံခြုံရေးကောင်စီကနေပြီးတော့လာတဲ့ sanction တွေ Iran ဆိုရင် nuclear program ကြောင့် Iraq ဆိုလို့ရှိရင်ဒီ Gulf ကြောင့်เนาะအဲ့တော့ဒီ sanction တွေမြောက်ကိုရီးယားကိုချမှတ်တဲ့ sanction ပေါ့ဗျာเนาะဒါလုံခြုံရေးကောင်စီက Iran တော့မပါအောင်နဲ့ဒီလုံခြုံရေးကောင်စီကနေပြီးတော့ချမှတ်လိုက်တဲ့ sanction တွေကြတော့အလွန်အမတန်မှပြင်းထန်တဲ့နိုင်ငံတွေအားလုံးကလိုက်ပါဆောင်ရွက်ရတယ်အဲ့တော့တနိုင်ငံချင်းစီအနေနဲ့ဘယ်လောက်ကြီးပဲအင်အားကြီးတရုတ်တို့ရုရှားတို့အခြားတိုင်းပြည်တွေကဒီကုလသမဂ္ဂလုံခြုံရေးကောင်စီကနေဆုံးဖြတ်ချက်နဲ့ချမှတ်ထားတဲ့ sanction တွေကိုကြတော့သူတို့ကတိတ်ပြီးတော့ဗျာပြောင်တင်းမလွန်ဆန်ရဲဘူးပေါ့နော်အဲ့လို sanction မျိုးတွေရှိတယ်လို့မျိုး secondary sanction ပေါ့ဗျာဥပမာပြအမေရိကန်ကအီရန်ကိုဟုတ်လားဒီလို sanction တွေသူကချမှတ်ထားတယ်နော်ချမှတ်ထားပေမဲ့ဒါသူနဲ့ပတ်သက်တဲ့ဟာဒါပေမဲ့ secondary ဒီ sanction ကြတဲ့အခါကျတော့နော်ဒီအီရန်နဲ့ပတ်သက်ပြီးတော့ဟုတ်လားဘယ်လိုနိုင်ငံမျိုးကမှနော်ဥမာပြင်အမေရိကန်ပိုင်ဆိုင်တဲ့ဤပညာအမေရိကန်ပိုင်ဆိုင်တဲ့ဟုတ်လားရုပ်ဝတ္ထုပစ္စည်းအမေရိကန်ပိုင်ဆိုင်တဲ့ဟုတ်လားနယ်မြေဒေသကိုအသုံးပြုပြီးတော့အမေရိကန်ချမှတ်ထားတဲ့ sanction နိုင်ငံတစ်ခုကိုနော်ကုန်သွယ်မှုလုပ်လို့မရဘူးကူညီလို့မရဘူးဆိုတဲ့ဒါချမှတ်တဲ့ secondary sanction မျိုးကြတော့အခြားနိုင်ငံတွေကိုလည်းသူကdirect တက်ရောက်မှုရှိတယ်နော်ဒီကုလသမဂ္ဂလုံခြုံရေးကောင်စီကချမှတ်တဲ့ sanction လိုမျိုးပဲအမေရိကန်ကနေချမှတ်တဲ့ဒီ secondary ဒီ sanction ကလည်းပြေးတယ်နော်အဲ့တော့အဲ့လိုမျိုးဒီလိုမျိုး secondary sanction တွေကိုအီရန်ကအမေရိကန်ကိုချမှတ်တဲ့အခါမှာလဲတရုတ်တို့ပါအခုကျွန်တော်ဆိုလိုချင်တာကအခုဒါကိုပုံဖော်ချင်တာပေါ့နော်ဒီအာဏာရှင်တွေဘာကြောင့်တက်ဆိုးရည်လဲဆိုအခုတရုတ်တို့ဘာတို့ကကူညီတာပဲဥပမာ technology transfer ဗျာအရင်တုန်းကအမေရိကန်မှာရှိတဲ့ဟုတ်လားဒီcommunication company တွေကအီရန်ကိုသွားပြီးတော့ကူညီတဲ့ Huawei တို့ဘာတို့ဒါတွေကိုသူတို့ကခိုးပြီးတော့လုပ်ကြတာဟောဗျာခိုးပြီးတော့မလုပ်ရင် secondary sanction နဲ့ညှိမှာဟုတ်နော်အဲ့တော့ခိုးပြီးတော့အဲ့လိုမျိုးတွေလုပ်ကြတဲ့အတွက်ကြောင့်မလို့ဒီဟိုနေ့ကကျွန်တော်ပြောခဲ့သလိုပဲ Huawei ရဲ့ CFO နော်ဒီ company ပိုင်ရှင်ရဲ့ညီမကိုကနေဒါမှာဒါTrump ကနေပြီးတော့နော်နိုင်ငံတကာလေဆိပ်မှာဖမ်းပလိုက်တာပေါ့ဗျာနော်အဲ့တော့
ဖမ်းပလိုက်တယ်ဆိုတဲ့ကိစ္စမျိုးဒီအပြစ်ပေးအရေးယူဆောင်ရွက်မှုတွေကိုလုပ်လို့ရတယ်နော်အဲ့တော့ဒီလောက်ဆန်ရှင်တွေနော်ဒီအမေရိကန်လိုအနောက်အုပ်စုတွေကဒီအာဏာရှင်တွေကိုဒီလောက်ချမှတ်နေတန်လန်ကနေပြီးတော့ပြစ်ဒဏ်တွေပေးနေတန်လန်နဲ့ဒီအာဏာရှင်တွေကဘာကြောင့်တက်ဆိုးရှိလဲဘာကြောင့်တက်ဆိုးရှိလဲဆိုတော့ဒီအာဏာရှင်တိုင်းပြည်တွေမှာသူတို့မှာ alternative တွေရှိတယ်နော်ဒီအမေရိကန်ဒီဒိုမီနန်အမေရိကန်ကြီးစိုးထားတဲ့ဈေးကွက်ရဲ့အမေရိကန်ကြီးစိုးထားတဲ့ဒီနိုင်ငံတကာဒီငွေချေးဖြစ်တဲ့ဒေါ်လာရဲ့ကိုဟုတ်လားအမေရိကန် market ကြီးကိုနော်အတုံးမပြုတ်ဘဲနဲ့လားအမေရိကန်နဲ့စင်ပြိုင်ပေါ့ဗျာနော်အမေရိကန်နဲ့စင်ပြိုင်အမေရိကန်မရှိလဲအခြားဟာတွေကိုရွေးချယ်လို့ရတဲ့ alternative choice တွေရှိတဲ့အတွက်ကြောင့်မလို့ဒီအာဏာရှင်တွေကတက်ဆိုးရှိတာပဲနော်အဲ့တော့တိတိကျကျဥမာပြောရလို့ရှိရင်ဒီအမေရိကန်နဲ့အနောက်အုပ်စုကနေမြန်မာနိုင်ငံကိုဟုတ်လားတိုင်းရွှေလက်ထက်မှာဒီ sanction တွေချမှတ်ထားပြီးမဲ့တိုင်းရွှေတို့ဘာကြောင့်တက်ဆိုးရှိလဲသိတဲ့အတိုင်းပဲအာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့မလေးရှားစင်ကာပူထိုင်းတို့နဲ့သူကparallel ကုန်ကူးတန်းရောင်းဝယ်မှုနေလုပ်လို့ရတယ်နော်အဲ့တော့အထူးသဖြင့်တရုတ်ပေါ့နော်တရုတ်တို့အိန္ဒိယတို့နဲ့သူကကုန်ကူးတန်းရောင်းဝယ်မှုတွေအဲ့ဒီတိုင်းပြည်တွေကငွေကြေးတွေကိုသူကသုံးဆွဲပြီးတော့ဒီအလွန်အမတန်မှအင်အားကြီးမားတဲ့ဒီအမေရိကန်ရဲ့ sanction တွေကိုသူတို့ကကြော်လာနိုင်တယ်အဲ့တော့ဆိုလိုချင်တာကဒီ alternative ပေါ့ဗျာ alternative choice တွေကဒီအာဏာရှင်တွေရဲ့လက်ထဲမှာရှိတယ်နော်အဲ့ဒီအတွက်ကြောင့်မလို့အာဏာရှင်တွေကတက်ဆိုးရှည်လာကြတာနောက်ဆုံးများအမေရိကန်ကကျူးကျော်ပြီးတော့ပဲဖြစ်စေအခုလိုမဒူရိုကိုဝင်ပြီးတော့ဖမ်းတာမျိုးပဲဖြစ်စေဒါမှမဟုတ်လေသူတို့တိုင်းပြည်ထဲမှာဟုတ်လားပြည်သူတွေကတားမြစီးမြနော်ဆန္ဒတွေပြနောက်ဆုံးပြည်ရင်းတွေစစ်တွေဖြစ်ပြီးတော့တော်လှန်ရေးအဖွဲ့အစည်းတွေကိုဟုတ်လားမကူတနင်္ဂနွေကမကူညီတဲ့အချိန်ပေါ့ဗျာကူညီပြီးတော့မပြုတ်ကျသွားတဲ့အချိန်ထိကဒီကောင်တွေကတက်ဆိုးရှည်ကြတယ်နော်အဲ့တော့ဒီလစ်ပြားပေါ့ဗျာဥမာပြင်ဒီလစ်ပြားကဂရာဘီကြာဆုံးသွားခြင်းရဲ့အကြောင်းရင်းထဲမှာအဓိကအရေးကြီးဆုံးကလစ်ပြားကသူ့နိုင်ငံကထွက်တဲ့ရေနံတွေကိုနော်ဒေါ်လာနဲ့ပေးပြီးတော့ဝယ်စရာမလိုဘဲနဲ့နော်သူတို့တိုင်းပြည်ရဲ့နိုင်သူတို့ဥမာတရုတ်ကဝယ်မယ်ဆိုတရုတ်ငွေကြေးနဲ့ရုရှားကဝယ်မယ်ဆိုရုရှားငွေကြေးနဲ့ဟုတ်လားဒေါ်လာကိုမသုံးဆွဲဖို့de-dollarization လုပ်ဖို့အတွက်ကိုဒါဂရာဘီကစပြီးတော့ဟောင်းပါပြောလာတာနော်အဲ့လိုဟောင်းပါဒီလစ်ပြားကလည်းရေနံထွက်တယ်နော်လစ်ပြားရေနံတွေကိုအခုတမနေချတာပြင်သစ်တို့တူရကီတို့ဟုတ်လားဟိုနင်းတို့အကုန်လုံးဝိုင်းပြီးတော့အမေရိကန်တို့ဟုတ်လားအဲ့တော့ရေနံထွက်တယ်အဲ့တော့အမေရိကန်ရဲ့ဒေါ်လာဆိုတာလည်းဒီ commodity တွေဖြစ်တဲ့ရွှေတို့ဘာအခြားဟာတွေနဲ့နော်သူကအမာခံထားတာမဟုတ်ဘဲနဲ့ရေနံနဲ့ဟုတ်လားနော်အမာခံထားတဲ့ပုံစံသဘောမျိုးရေနံကိုဝယ်မယ်ဆိုလို့ရှိရင်ဒေါ်လာနဲ့ပဲဝယ်လို့ရမယ်ဆိုပြီးတော့ sorry နဲ့ဒါသူတို့ချုပ်ဆိုခဲ့တဲ့နော်သဘောတူညီမှုတွေနဲ့ဒါကိုသွားတဲ့အခါကျတော့ဒေါ်လာရဲ့တန်ဖိုးနဲ့ရေနံရဲ့တန်ဖိုးနဲ့ချိတ်ဆက်ထားတာနော်ချိတ်ဆက်ထားတယ်ဆိုတော့အဲ့ဒီခွင်းဆက်ကြီးကိုဖြတ်ဖို့အတွက်ကိုဂရာဘီကစပြီးတော့ဟောင်းဖွာလုပ်ခဲ့တဲ့အတွက်နော်ဂရာဘီကြာဆုံးသွားခြင်းထဲမှာပါတယ်အဲ့တော့ဂရာဘီပြီးတဲ့အခါကျတော့လေဆဒန်ဟူစိန်ကလည်းဒီတိုင်းပဲဒီလိုပဲသူ့ရဲ့ရေနံတွေကိုနော်ဒေါ်လာကိုမသုံးဆွဲဘဲနဲ့အခြားငွေကြေးနဲ့သုံးဆွဲပြီးတော့နော်အသုံးပြုဖို့အတွက်ကိုဒါမျိုးတွေကိုသူတို့ဆဒန်ဟူစိန်ကနော်မမိုက်မဲသူနေလောက်ခဲ့တာပေါ့ဗျာနော်အဲ့တော့ဒီလိုမျိုးဓာတွေကိုလုံနိုင်ဖို့အတွက်ကိုအရင်တော့ဆိုလို့ရှိရင်တော့ဗျာနိုင်ငံတွေကအာဆီယံကျွန်တော်တို့အရှေ့တောင်အာရှမှာဆိုမြန်မာနိုင်ငံအနေနဲ့ဟုတ်လားတနိုင်ငံချင်းစီနဲ့မလေးရှားတို့ဘာတို့နဲ့ဒီအမေရိကန်ဆန်ရှင်ကိုကြော်လာတရုတ်တို့နဲ့ကြော်လာပြီးတော့သွားနေတဲ့နေရာကနေဟုတ်လားအခုနောက်ပိုင်းဒီကျွန်တော်တို့2026မှာနော်2006ခုနှစ်မှာဒီစပြီးတော့တည်ထောင်လိုက်တဲ့ဒီ BRICS ပေါ့ဗျာနော် BRICS ဆိုတာကတော့ဒါကုန်သွယ်ရေးဒီဖွံ့ဖြိုးဆဲတိုင်းပြည်တွေနော်ဒီနိုင်ငံတွေကနေပြီးတော့ဟုတ်လားတည်ထောင်ပြီးတော့ဒီဒေသတွေမှာကုန်သွယ်ရေးလုပ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့သူတို့နော်ဒီတည်ထောင်ခဲ့တဲ့ဟာတွေဘရာဇီးရုရှားအိန္ဒိယချိုင်းနာဒါနေမှာ South Africa တောင်အာဖရိက9နိုင်ငံနဲ့เนาะဒါနေတီထောင်လာခဲ့တယ်เนาะတီထောင်လာပြီးတဲ့နောက်ပိုင်းမှာအခုနောက်ပိုင်းဘာဖြစ်လဲဆိုတော့ရုရှားကယူကရိန်းကိုဒီလိုမျိုးကျူးကျော်တဲ့အခါမှာရုရှားရဲ့ငွေကြေးတွေကို froze လုပ်လိုက်တယ်တင်ထားလိုက်တယ်ဆိုတဲ့အခါကျတော့အဲ့ဒီတကယ်ပါလုံးမှာဖွံ့ဖြိုးဆဲတိုင်းပြည်တွေအမေရိကန်ရဲ့เนาะဒီ sanction ကိုเนาะခံနေရတဲ့တိုင်းပြည်တွေဟုတ်လားဒီလိုမျိုးအမေရိကန်ကသူ့ရဲ့လက်နက်ဖြစ်တဲ့ဒေါ်လာနဲ့ SWIFT payment system ကိုเนาะပေါ့ကင်ထားပြီးတော့เนาะသူတို့အမေရိကန်ကသူတို့လှုပ်ချင်တယ်လို့လှုပ်တယ်ပေါ့ဗျာအနိုင်ကျင့်တယ်ပေါ့နော်အဲ့လိုခံစားရတဲ့ကဘာကြီးမှာရှိတဲ့တိုင်းပြည်တွေကိုဒီ BRICS ကသူကတဖြည်းဖြည်းချင်းနဲ့သူကစူးစီးလာတာအဲ့တော့စူးစီးလာတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့အားလုံးနေသိတဲ့အတိုင်းပဲ2024မှာနဲ့တူတယ်နော်2024 ဇန်နဝါရီလဒါတရက်နေ့မှာဒီ BRICS Plus
ဒီ member ဆိုပြီးတော့ဒီ BRICS ကို expansion လုပ်တာပေါ့နော်အဲ့တော့အဲ့ expansion လုပ်တဲ့တဲမှာ Egypt လိုတိုင်းပြည်မျိုးတွေ Ethiopia လိုတိုင်းပြည်မျိုးတွေဟုတ်လား Iran တို့ပါမယ်ဗျာနောက်ဆုံးအဆင့်ဒါ American ကဟိုအများနဲ့ဂုတ်ကင်ထားနိုင်တဲ့ Saudi Arabia လိုတိုင်းပြည်မျိုးတွေ UAE လိုတိုင်းပြည်မျိုးတွေဟုတ်လား sorry ဆိုလို့ရှိရင်လည်းရေနံအဓိက sorry နဲ့စတာပဲဟုတ်လားဒေါ်လာကိုရေနံနဲ့ back လုပ်တယ်ဆိုတာနော်အဲ့တော့ Iran ဆိုတာလည်းရေနံထွက်တဲ့တိုင်းပြည်ပဲဟုတ်လား UAE ဆိုတာလည်းဒါတဘာဝတန်ငွေတွေနော်ဒါရေနံတွေထွက်တဲ့တိုင်းပြည်တွေနော်အဲ့တော့အဲ့တဲမှာအခုနောက်ပိုင်းသူတို့ကဒီ Venezuela တို့ဘာတို့ကသူတို့ထည့်ပြီးတော့သွင်းဖို့ရှိတာပေါ့ဗျာနော်အဲ့တော့ဟိုပြောရလို့ရှိလို့ရှိရင် BRICS ဆိုတာလည်းပေါ်သေးသေးနေအဖွဲ့အစည်းတော့မဟုတ်ဘူးကမ္ဘာလူဦးရေတဝက်နီးပါနော်42ရာခိုင်နှုန်းကမ္ဘာကြီးရဲ့လူဦးရေဒီ42ရာခိုင်နှုန်းဟိုရှိတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့မဟုတ်ဘူးအေးပေါ့အဖွဲ့အစည်းတစ်ခုပေါ့နော်3.21 billion population လာမသိဘူးနော်ရှိတယ်အဲ့လိုရှိတယ်လို့မျိုးကမ္ဘာကြီးရဲ့ global GDP ပေါ့ဗျာနော်ကမ္ဘာကြီးရဲ့ဒီ global GDP 25% လောက်ဟိုရှိတဲ့ဒီအဖွဲ့အစည်းမျိုးကြီးပြောရလို့ရှိလို့ရှိရင်ကျွန်တော်တို့ကဟိုအမေရိကန်တွေဖွဲ့ထားတဲ့ G7 တို့ဘာလို့ထက်တောင်မှပဲဒီ BRICS အဖွဲ့အစည်းကလူဦးရေရော GDP အရရောဒါတာလွန်နေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်နော်အဲ့တော့နောက်ပိုင်းမှာဒီရုရှားရဲ့တရုတ်တို့ဟလာအိန္ဒိယတို့ပေါ့ဗျာနော်ဒီရုရှားအထူးသဖြင့်တော့ရုရှားပေါ့နော်ရုရှားနဲ့တရုတ်ပေါ့သူတို့ကနေပြီးတော့ဥဆောင်ပြီးတော့ဟုတ်လားဒီ BRICS အဖွဲ့ဝင်နိုင်ငံတွေကြားထဲမှာကုန်သွယ်မှုတွေလုပ်တဲ့အခါမှာနော်ဟိုဒေါ်လာကိုမသုံးစွဲဘဲနဲ့သူတို့နိုင်ငံတွေရဲ့ငွေကြေးတွေနဲ့ကုန်ကူးတန်းရောင်းဝယ်နိုင်ဖို့ဒီ local currency တွေကိုတီထွင်ပြီးတော့ဟလာငါငွေကြေးဝန်ဆောင်မှုပေးချေမှုဆိုတဲ့လုပ်ငန်းတွေကိုလုပ်ဖို့ဒီ new development bank ဆိုပြီးတော့သူတို့ဖွဲ့တဲ့ local currency တွေကိုပဲသုံးကြမယ်နေဆက်ကုန်သွယ်ရေးတွေဟလာသူတို့အဖွဲ့ဝင်နိုင်ငံချင်းများကုန်သွယ်ရေးတွေကိုဒေါ်လာကိုမသုံးဘဲနဲ့ဟလာဒီနိုင်ငံတွေရဲ့ကိုယ်ပိုင်ငွေကြေးတွေကိုသုံးစွဲပြီးတော့လုပ်ဖို့ဆိုတဲ့ဟုတ်လားဒီလုပ်ငန်းတွေအတွေးအကုန်နည်းနေရနေပြီးတော့မှလုပ်ငန်းတွေအဖြစ်အခုသူတို့တိုးချဲ့ပြီးတော့လှုပ်ဆောင်လာခဲ့ကြတယ်เนาะအဲ့လိုလှုပ်ဆောင်လာခဲ့ကြတဲ့အတွက်ကြောင့်လဲ2024မှာနဲ့တွေ့ဒီ BRICS အပြီးမှာအခုအမေရိကန်ရဲ့နိုင်ငံသားရေးဝန်ကြီးဖြစ်နေတဲ့မာကိုရူဘီရိုကနေပြီးတော့เนาะအင်တာဗျူးတစ်ခုမှာအကြီးအကျယ်ပြောတာvery dangerous เนาะအလွန်မှအမတန်မှအန်ဒီယမ်များတဲ့ဒေါ်လာကိုမသုံးတော့ဘူးဆိုလို့ရှိရင်ဒါအမေရိကန်ဟာကြာဆုံးပြီဆိုတဲ့ဒါအဆင့်အထိကိုအခုအမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီရိုကနေပြီးတော့ကြဲလောင်ပြောပြီးတော့အမေရိကန်နိုင်ငံနဲ့သူ့ရဲ့မဟာမိတ်တိုင်းပြည်တွေကိုသတိပေးခဲ့တယ်เนาะသတိပေးခဲ့တယ်အခုဟာဖြစ်လာတဲ့အခါတွေကိုကြည့်တဲ့အခါကြတော့ဒီ BRICS အဖွဲ့ဝင်အခု sorry တော့မှပဲအမေရိကန်ကိုတော်တော်ကြောက်လို့နော်အမေရိကန်ကသူ့ကိုဒီအခု Crown Prince တို့ဘာလို့ညောဆိုအချိန်မြင့်အမေရိကန်ကအာဏာဖြုတ်ချပလိုက်လို့ရတယ်နော်အဲ့လိုမျိုးအနေထားမှာတော့မှပဲတရုတ်က Iran နဲ့ sorry ကိုဟုတ်လားငင်းသွားပြီးတော့လုတ်ခဲ့ပြီးတော့ sorry နဲ့လည်းဒီစာချုပ်ပေါင်းများတာချုပ်ဆိုပြီးတော့ sorry Arabia ကို BRICS တဲကိုထည့်ပြီးတော့ sorry နဲ့တရုတ်နဲ့ဒီလုတ်တဲ့ကုန်သွယ်ရေးတွေเนาะဟိုရင်းနှံဝယ်ယူမှုတွေမှာပါဟိုယွမ်နဲ့ပေးချေတဲ့စနစ်ကိုတရုတ်ကဟိုစပြီးတော့ကျင့်သုံးလာနော်ကျင့်သုံးလာတယ်အခုနော်ဒီ Venezuela ကအခု Nicolas Maduro ဆိုတာလဲသူက BRICS အဖွဲ့ဝင်တော့သူမဖြစ်သေးဘူးနော်ဒါပေမဲ့ဖြစ်လာဖို့အခြေအနေရှိတယ်ဒါပေမဲ့မဖြစ်သေးခင်မှာပဲဟုတ်လားဒီ Venezuela ကရေနံတွေကိုတရုတ်ကတွားပြီးတော့နော်ဟိုစာချုပ်တွေချုပ်ပြီးတော့ဒါတွေကိုသူကထုတ်လုပ်ပြီးတော့ဟုတ်လားတရုတ်နိုင်ငံတွေကိုလည်းတဲမယ်ဒါမှမဟုတ်လို့ရှိရင်လည်းပြန်ရအောင်ပဲပေါ့ဗျာဒါမှမဟုတ်လို့ရှိရင်လည်းဘလို့ပဲဖြစ်တော့ဒီ Venezuela က BRICS တဲကိုရောက်လာတဲ့အခါကြလို့ရှိရင်เนาะဒီ Venezuela ကထွက်တဲ့ရေနံတွေကိုဒေါ်လာနဲ့ရောင်းလို့ဝယ်လို့မရဘူးဆိုတာကိုလောက်လာတဲ့အခါမျိုးမှာဒါအမေရိကန်အတွက်အမေရိကန်ရဲ့အကျိုးစီးပွားကိုလုံးဝထိခိုက်ပြီးတော့အမေရိကန်ကိုဘလို့ခေါ်မလဲဆိုတော့နှာနှုတ်ဖြတ်ရိုက်တဲ့ပုံစံမျိုးကိုဒါNicolas Maduro ကတွားပြီးတော့လောက်တာဒါကြောင့်မလို့ Nicolas Maduro ကိုတကယ်အကြီးစားလူမိုင်းလို့ပြောတယ်ဂရာဗီဆိုလဲဒါကြောင့်နည်းနည်းဆန်းဆန်း message ကိုက်သွားတာเนาะဟိုစရန်လဲဒီတိုင်းပဲအခုလဲNicolas Maduro ဒီတိုင်းပဲเนาะဒီရေနံကိုသူကသူ့မှာရှိတဲ့ရေနံကိုနောက်ဆုံးသူကဒေါ်လာနဲ့ဒီလိုမျိုးဟိုဝယ်ကြမလို့ဘူးသူတို့ BRICS ငွေကြေးနဲ့ပဲဖြစ်စေ local currency ဖြစ်တဲ့တရုတ်ငွေနဲ့ရုရှားဆိုရုရှားငွေနဲ့เนาะဒီလိုမျိုးရောင်းဝယ်ဖောက်ကားဖို့ကုန်သွယ်ဖို့လုပ်မယ်ဆိုတဲ့ခြေလမ်းကိုလှမ်းလာတဲ့အတွက်ကြောင့်မလို့เนาะလှမ်းနေတဲ့အတွက်ကြောင့်မလို့မဒူရိုဟာမြန်ဆန်ပြုတ်ကျသွားတာဖြစ်တယ်เนาะအဲ့တော့မဒူရိုကဒါမျိုးပဲဒီအခုကျွန်တော်တို့တောင်အမေရိကလက်တင်အမေရိကမှာလောက်တလားဆိုတော့မဟုတ်ဘူးဘရာဇီးဆိုလို့ရှိရင်လည်းအခုတရုတ်နဲ့ကုန်ကူးတန်းရောင်းဝယ်မှုတွေအကြီးအကျယ်လုပ်တယ်เนาะဒီ trade volume တွေအကြီးပဲဟုတ်လားအဲ့တော့အဲ့လိုလုပ်တဲ့အခါမှာလည်းတရုတ်ကသူ့ရဲ့ဒီယွမ်ငွေနဲ့ဟုတ်လားဘရာဇီးရဲ့ဟိုနေနဲ့သူတို့ဒီလိုမျိုးပဲသူတို့ရဲ့ local currency နဲ့အများအားဖြင့်သူတို့ဟိုနေ trade လုပ်နေကြတာเนาะအဲ့ဒီမှာ Mexico ကလည်းဒီ BRICS member
ဖြစ်ချင်တယ်ဖြစ်ဖို့အတွက်ကိုစ조사နေတယ်အမေရိကန်ကိုနည်းနည်းကြောက်တာလားဒါမှမဟုတ်သူတို့ဘလို့တစုံတရာရှိလဲတော့မသိဘူးပေါ့ဗျာနော်အဲ့တော့ဆိုလိုချင်တာကဒီတောင်အမေရိကတခုလုံးဒီလဲအမေရိကန်ရဲ့ဒီ backyard Monroe Doctrine ပေါ့ဗျာနော်သူ့ရဲ့ backyard မှာဘယ်တိုင်းပြည်ကမှသူ့ရဲ့ဒီ data မှာဟုတ်လားလာပြီးတော့ဟိုလွှမ်းမိုးချဲလဲကြီးစိုးလို့မရဘူးဆိုတဲ့ Monroe Doctrine ကိုအခုကအာခံပြီးတော့ဒီတောင်အမေရိကတို့လက်တင်အမေရိကတို့မှာရှိတဲ့တိုင်းပြည်တွေကတရုတ်တို့ရုရှားတို့နဲ့ဟုတ်လားပေါင်းပြီးတော့ဒီ dollarization ကိုလုပ်ဖို့အတွက်ကိုကြံလာကြတဲ့အတွက်ခြေလန်းလှမ်းလာကြတဲ့အတွက်ကြောင့်မလို့မတူတို့ကိုအခုလို့ဟိုရင်းနှံကိုဟိုလိုချင်တာတဲ့ဆိုင်ဥပမာအမေရိကန်မှာခင်ဗျားလည်း technology နည်းပညာတွေများအခု fracking ပေါ့နော်အမေရိကန်ဆိုတာလည်းကျွန်တော်ကမ္ဘာမှာရေနံအထွက်ဆုံးတိုင်းပြည်ထဲမှာပါတာပဲဟုတ်တယ်မလားသူ့တိုင်းပြည်မှာလည်းရေနံမလို့ဘူးနည်းမဖြစ်ဘူးเนาะအဲ့တော့ Venezuela ကဒီလိုရေနံတိုက်ဒီအကြီးအတွက်ကိုအမေရိကန်ကတိတ်ပြီးတော့အဓိကစိုးရိမ်တာမို့အမေရိကန်စိုးရိမ်တာကအဲ့ဒီရေနံတွေကိုဒေါ်လာနဲ့မရောင်းပဲနဲ့ခုန BRICS ငွေကြေးနဲ့ဒါမှမဟုတ်လဲ local currency နဲ့ကုန်ကူးတန်းရောင်းဝယ်မှုလုပ်တဲ့ငွေပေးချေမှုတွေလုပ်လာတဲ့ခြေလမ်းတွေကိုဒီတရုတ်ကနေပြီးတော့ဒီတောင်အမေရိကလက်တင်အမေရိကမှာခြေပုံးလာပြီးတော့ခုတ်နေတာ10နှစ်လောက်ရှိပြီ Caribbean ကျွန်းစုတွေမှာဆိုဒီ digital currency ကိုတရုတ်ကအခုစပြီးတော့သုံးနေတာเนาะအဲ့တော့ဟိုဆိုလိုတာကဗျာဒီအာဏာရှင်တွေဟုတ်လားအဓိကသက်ဆိုးရှယ်ရခြင်းဟာသူတို့မှာဒီ parallel system ဒီသူတို့ alternative သူတို့ choice ပေါ့ဗျာเนาะဒီအမေရိကန်ကဒါမျိုးလုပ်လို့ရှိလို့ရှိရင်သူတို့မှာနောက်ထပ်ရွေးချယ်စရာတစ်ခုရှိတယ်ဆိုတဲ့ရွေးချယ်မှုရှိနေတဲ့အတွက်ကြောင့်မလို့ဒီအာဏာရှင်တွေကသက်ဆိုးရှည်နေတာเนาะအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံကဟုတ်လားဟိုအာဏာရှင်တွေအုပ်ချုပ်ခြင်းကြောင့်เนาะတိုင်းပြည်ဟာတဘာဝတန်ဇာတာပစ္စည်းတွေလည်းပေါ်များတယ်ဟောကျွန်တော်တို့တိုင်းမှာဗျာဟိုလူတော်လူကောင်းတွေလည်းအများကြီးပေါ်တယ်เนาะဥပမာဖြင့်ဟုတ်လားဟိုဗောဗျာနည်းနည်းလေးဦးနေနေနောက်လေးကိုစုပ်ပြီးတော့ကြည့်မယ်ဆိုတရုတ်တွေကိုဟုတ်လားစစ်လေးချိန်နိုင်အောင်တိုက်ခဲ့တဲ့ solution လို့ဘယင်မျိုးလဲကျွန်တော်တို့တိုင်းပြည်မှာရှိတယ်နော်ဟိုမင်းကုန်းဆရာတော်ဘုရားကြီးပြီးတကယ်သုံးမှုကိုအာကုံဆောင်တဲ့ဉာဏ်ကောင်းဆုံး Greenwich စံတော်ချိန်ဝင်တဲ့နော်ဆရာတော်ကြီးတွေမျိုးလဲရှိတယ်ဗျာဥတန့်လိုကဘာကျော်ပုဂ္ဂိုလ်ကြီးဟုတ်လားကုလသမဂ္ဂမှာဟုတ်လားတက်တန်းတစ်ချိန်နေထမ်းဆောင်ပြီးတော့တတိယကဘာစစ်ကြီးကိုတားဆီးနိုင်ခဲ့တဲ့တကယ်ထူးချွန်ထက်မြက်တဲ့ဟုတ်လားဒီအခြားကျွန်တော်တို့အဲ့ဒီချိန်မှာရှိတဲ့ဟုတ်လားနေဂျွန်စင်တို့ဟုတ်လားကနေဒီတို့ခရူရှော့တို့ဟုတ်လားအခြားကောင်းဆောင်တွေကအစနောက်ထပ်တက်တန်းတစ်ခုထပ်ပြီးတော့ယူဝေးပါအောင်လို့နော်ဟိုတောင်းပန်ရတဲ့နော်ဟိုနေဖြစ်ရတဲ့အဆင့်အထိကိုရေချင်းထက်မြက်တဲ့နော်ဒီဥတန်လိုပုံကူမျိုးတွေရှိတယ်နော်အခုကျွန်တော်တို့ပြောလို့ရှိလို့ရှိရင်ဟုတ်လားတမ်မလီနှင်းစီပေါ့ဗျာဒေါန်ဆန်းစုကြည်လို့ဟုတ်လားဒီမိုကရေစီအိုင်ကွန်လို့ပုံကူမျိုးတွေရှိတယ်နော်ကဘာကြီးမှာဗျာခုနလို TMA Square မှာဟုတ်လားသူတို့ចောင်းသားကြီးဆန္ဒမပြခင်မှာကဘာကျော်ဆန္ဒပြပွဲကြီးတွေဖြစ်တဲ့1988ကလို့အရေးကြီးမျိုးကြီးတွေចောင်းသားကောင်းဆောင်မျိုးတွေဟုတ်လားပေါ်ထွက်တဲ့တိုင်းပြည်လူတော်လူကောင်းတွေရှိတဲ့တိုင်းပြည်ဗျာတဘာဝတန်ဆာတာပစ္စည်းတွေအများကြီးပိုင်ဆိုင်ထားတဲ့တိုင်းပြည်မှာဒီနေ့လို့စင်ရဲမွေးတေမှုပေါင်းများစွာကိုကြာရောက်ပြီးတော့ကျုံတပေါက်ဘဝကိုရောက်နေရတာကဒီကျွန်တော်တို့တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ဒီမဘာသာစစ်မာဖီးယားတွေကြောင့်သာဖြစ်တယ်နော်အဲ့တော့ဒီလိုမဘာသာစစ်မာဖီးယားတွေဟိုအာနာတက်ဆိုးမရှိဘူးအတွက်နော်ဟိုအတွက်ကိုကျွန်တော်တို့ကသူတို့ဒီပေါ့ alternative ပေါ့နော်အမေရိကန်နဲ့အနောက်အုပ်စုတွေဒီမိုကရေစီတိုင်းပြည်တွေကသူတို့ဒီလိုအပြစ်ဒဏ်ပေးပိတ်ဆို့မှုတွေလုပ်တယ်ဆိုလို့ရှိရင်သူတို့မှထွက်ပေါက်မရှိဘူးအတွက်ကအရေးကြီးတယ်သူတို့ကထွက်ပေါက်ရှိနေတဲ့အခါကြလို့ရှိရင်ရှိတဲ့အခါအတွက်ဒီအာနာရှင်တွေကတက်ဆိုးရှည်ရတာအဲ့တော့သူတို့ထွက်ပေါက်ကဘာလဲနော်အဲ့တော့သူတို့ထွက်ပေါက်ကအခုကအဓိကတရုတ်ကြီးဖြစ်နေတယ်နော်အဲ့တော့အဲ့တရုတ်ကြီးကလည်းဘာတွေလုပ်နေလဲကမ္ဘာမှာရှိတဲ့ဒီအာဏာရှင်တွေဒီမိုကရေစီနိုင်ငံတွေကနေပြီးတော့ပြစ်ဒဏ်ပေးအရေးယူထားတဲ့ဒီအာဏာရှင်တိုင်းပြည်တွေအထူးသဖြင့်အာဖရိကတို့ဘာတို့မှာဒီတရုတ်တို့ရုရှားတို့ကခေါင်းဆောင်ပြီးတော့စင်ပြိုင် system တစ်ခုကိုတည်ထောင်နေတာနော်အဲ့လိုစင်ပြိုင် system တစ်ခုကိုတည်ထောင်နေတဲ့အခါကျတော့ဒီဒီမိုကရေစီလိုချင်တဲ့တိုင်းပြည်ဟုတ်လားအာဏာရှင်တွေကိုတော်လှန်နေတဲ့တိုင်းပြည်အနေနဲ့ဒီလိုမျိုးအာဏာရှင်တွေနောက်ထပ်ရွေးချယ်စရာမရှိဖို့အရေးကြီးတယ် alternative မရှိဖို့အရေးကြီးတယ်နော်ဒါကြောင့်မလို့မတူရိုကိုဒီအမေရိကန်အစိုးရကနေပြီးတော့နော်အခုလိုမျိုးဝင်ရောက်ဖမ်းဆီးတာဟာနော်အလုံးအမတန်မှကောင်းတဲ့ကိစ္စတစ်ခုဖြစ်တယ်နော်တရားမျှတတာတွေနိုင်ငံတကာဥပဒေတွေကျွန်တော်ပြောယူရရင်နော်နိုင်ငံရေးစနစ် international political system ဆိုတာက lawless anarchist မေးမဲ့ဝါဒမေးမဲ့စရိုက်မေးမဲ့အားလုံးကဘိုးဖြစ်ချင်တဲ့လူတွေကြီးပဲနော်အဲ့တော့အဲ့ဒီလူတွေကိုနိုင်နေထိမ့်သိမ်းနိုင်ဖို့ကဟုတ်လားပြည်သူလူထုကိုအခြေခံတဲ့ပြည်သူလူထုနဲ့သဘောတူညီမှုရယူပြီးမှအုပ်ချုပ်တဲ့နိုင်ငံရေးစနစ်မျိုးကအင်အားကြီးတဲ့တိုင်းပြည်တစ်ခုကဒီကမ္ဘာကြီးရဲ့ဒီစနစ်ကိုထိမ့်သိမ်းမှလာတခြားနေရာအာဏာရှင်တိုင်းပြည်တွေရဲ့လက်အောက်မှာရှိတယ်နော်ကျွန်တော်တို့ပြည်သူပြည်သားတွေကတတ်တာခွင့်ရမယ်ဒါကြောင့်မလို့ကျွန်တော်တို့ကမဒူရိုအပြင်ကိုနော်နောက်ထပ်အခြား
ဖြိုရမယ့်တိုင်းပြည်တွေရှိတယ်အထူးသဖြင့်တရုတ်เนาะတရုတ်ကဒါတွေကိုလုပ်နေတာအမေရိကန်နဲ့စင်တိုင်းလုပ်ဖို့တဲ့ကျွန်တော်ပြောခဏလည်းပြောပါတယ်เนาะ SCO လို့ဟုတ်လား Shanghai Cooperation Organization လို့ Belt and Road Initiative ဟုတ်လား BRICS เนาะပြီး New Development Bank เนาะသူကဒါတွေကိုသူကလိုက်ပြီးတော့တီထောင်ပြီးတော့เนาะဒီအာဏာရှင်တွေအုပ်ချုပ်တဲ့တိုင်းပြည်တွေမှာသူကစီးအောင်ပြီးတော့အမေရိကန်ကိုရင်ဆိုင်ဖို့ဒေါ်လာကိုเนาะဒီ dollarization လုပ်ဖို့ဒေါ်လာသုံးစွဲမှုကိုရှော့ချဖို့ဒေါ်လာသုံးစွဲမှုကနေအမီကိုကင်းဖို့ဒေါ်လာနဲ့ပေးချေနေတဲ့ဒီငွေပေးဝန်ဆောင်မှု Swiss system ကိုဖြိုဖို့အတွက်ကိုလုပ်နေတာတကယ်လို့တရုတ်ကဒီလိုအလုပ်တွေကအောင်မြင်သွားခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူလူထုတွေဟာเนาะတက်ဆိုးရှည်တာမဟုတ်တော့တသက်လုံးအာဏာရှင်တွေရဲ့အောက်မှာအာဏာရှင်တွေပြုတ်မှုသမျှကိုเนาะခံစားရတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့เนาะအာဏာရှင်တွေတက်ဆိုးမရှိဘူးအတွက်အာဏာရှင်တွေရဲ့ alternative choice ကိုဖန်တီးပေးနေတဲ့เนาะတိုင်းပြည်တွေအထူးသဖြင့်တရုတ်လိုတိုင်းပြည်မျိုးတွေကိုပါဒီမိုကရေစီလိုလားတဲ့ကျွန်တော်တို့ပြည်သူလူထုတွေဟာပြစ်မှတ်ထားပြီးတော့နီးလန်းပေါင်းစုံနဲ့ချပြရမယ်စော်ပြရမယ်ဆိုတာကိုကျွန်တော်ဒီနေ့เนาะဆွေးနွေးပါတယ်ဗျာเนาะအားလုံးနားထောင်သွားပြီးတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ပါတယ်